ပေး အောင်ဒီနေ့တည့်ရပါ ပေးအမပစ္စည်းကိုကိုပစ္စည်းလိုမျိုးယူတော့ညီမရရှိလား Case ကမှလာအဲ့ထက်ဘာရှိလဲကြည့်ရအောင်။ပတ်စံ3000 nice ။ဘာရှိတယ်လဲမသိနည်းနည်းလေးထပ်မွေးကြည့်ရအောင်။ဟာ sunscreen Audrey နင်က sunscreen သုံးနေရလားဟဲကြည်စမ်းဝတ်ထားလဲငါအင်းကြီးဟဲငါအိမ်နဲ့ဖယ်သွားမလို့လေပေး sunscreen ထုတ်လေးပဲဟာဘာလို့မပေးရ ဟဲဒါရိုး sunscreen မမဟုတ်တာဒါနေလောင်တန်ဝေးရေလို့ AQ Plus sunscreen မလို့မပေးတာကြည့် texture ကိုနည်းမဲကြည့်တော့ အော်လိမ့်လိုက်တာအေးလေးဖြစ်သွားတာနော်ပြီးတော့စစ်စစ်ကက်ကြီးလည်းမဖြစ်နေဘူးနေ့တည့်ရတော့ပေးလိမ့်လိုက်ပါ ပေး ညကြလို့ရှင်1 hour ပေါင်း massage လုပ်ပေးမယ် ပေးပြီးရော ။ဒီ Q-Press moisturizing sunscreen လေးကနေရောင်ခြည် UVA နဲ့ UVB မှာကာကွယ်ပေးရယ်။ SPF 50+ PA+ သုံးလို့ပါရမို့လို့နေအောင်တမ်းမှာအပြည့်အဝကာကွယ်ပေးနိုင်ပါတယ် ခေလည်းပြီးရင်တော့ဆက်ရှယ်မလားတခါရဝင်လိမ့်လိုက်လေ okay ။သူကအထုံလေးတွေနဲ့လည်းထွက်လာပြီဆိုတော့အိတ်ထဲဆောင်းထားပြီးတော့တဲရပြူရလည်းအဆင်ပြေရပါတော့။ လိမ့်လိုက်တာနဲ့အသားထဲကိုစိတ်ဝင်ပြီးတော့ refreshing water feel ရပါတယ်။အော်ဒါနဲ့ तू က all skin type သုံးလို့ရတယ်နော် followers လေးတွေလည်း try ကြည့်ဖို့ Kerry တို့ recommend ပေးလိုက်ပါတယ်ရှင် ကဲအဲ့ဆို Audrey သွားကြရရှိလို့သွားလိုက်အောင်မယ်နော် ။ဟုတ်ကဲ့ပါ Kerry တို့ video လေးကိုဆုံးဖြတ်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်။ဟုတ်မယ်တတာ။ဟောတော့သွားပြီ။